ပူတင်းပတ်မှုကြိုက်တဲ့သူတွေဆိုလို့ရှိရင်လုံးဝကိုကြော်မသွားတဲ့နဲ့မဟုတ် Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဖူလီသားချက်ပါဒီနေ့မှာတော့ပူတင်းပတ်မှုတွေထဲမှာမှဈေးလေးတန်ရမယ်အရသာလည်းကောင်းရမယ်ကျွန်တော်လည်းအရင်ကြိုက်တဲ့ပူတင်းပတ်မှုလေးတစ်မျိုးကိုညွှန်ပေးမယ်အဲ့ဒီတစ်စိတ်ကတော့ Happy ဆိုတဲ့တစ်စိတ်ကလေးပါတစ်ထုပ်မှာ9လုံးပါပါတယ်သူ့ရဲ့ပတ်မှုအသားလေးကလည်းလေလုံးဝကိုအီးဆက်နေပြီးတော့အထဲမှာပါတဲ့ပူတင်းယိုလေးကလည်းမချိုဘဲနဲ့စိမ့်လေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ပူတင်းပတ်မှုကိုကြိုက်သွားရတဲ့ရာဇဝင်ကလည်းနည်းနည်းလေးတော့ထူးဆန်းပါတယ်အဖေကြိုက်လို့ဝယ်ထားတဲ့ပူတင်းပတ်မှုတွေကိုယူစားရင်နဲ့မှအဖေကြိုက်ကနေကိုယ့်အကြိုက်ထိဖြစ်လာတာမျိုးပါအဲ့ဒီဒီဇိုင်းနဲ့ပူတင်းပတ်မှုကလေးကလေဒီတိုင်းစားရင်လည်းကောင်းတဲ့အပြင်လက်ဖေးသို့မဟုတ်ကော်ဖီလေးနဲ့တိုးစားရင်လည်းတော်တော်လေးကိုလိုက်ဖက်လွန်ပါတယ်ပူတင်းပတ်မှုတင်မဟုတ်ပဲအငံမှုလေးလည်းထွက်ပါသေးတယ်သူ့လည်းတစ်ထုပ်မှာ9လုံးပါပြီးငံစိတ်လေးနဲ့တော်တော်လေးစားလို့ကောင်းပါတယ်ဒီတစိတ်ကိုစားဘူးတဲ့သူတွေရောရှိကြလားဒါမှမဟုတ်တခြားစားကောင်းတဲ့တစိတ်ကလေးတွေရှိလို့ရှိရင်လည်းပြပေးခဲ့အောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်တတာ